ကျိုးဝိုင်းတဲ့က feeling အမောင်လူကြီးတဲ့ကလူအုပ်ကြီးတွေကအော်ဟစ်နေကြတယ်ပရိသတ်တွေဒိုင်းတွေမီဒီယာသမားတွေကင်မရာမန်တွေမိသားစုဝင်တွေတငယ်ချင်းတွေကိုယ့်ရဲ့အဖွဲ့သားတွေမျက်လုံးပေါင်းများစွာကစောင့်ကြည့်နေကြတယ်အားကစားရုံအကြီးကြီးအကျယ်ကြီးတဲ့က lighting တွေကကိုရက်နေတဲ့တက်ကွင်းတွေကိုအဓိကထိုးပြနေတယ်တစ်ဖက်မှာလည်းကိုလိုစနစ်တကျလေ့ကျင့်ထားတဲ့ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားကကိုအပီအပြင်းနှွာဖို့ ready ဖြစ်နေပြီဒီဂျိုဝိုင်းတဲမှာဒိုင်ရယ်တခြား fighter ရယ်ကိုရယ်3ယောက်ပဲကျန်တော့တယ်ဒီကဘာကြီးမှာလူ3ယောက်ပဲကျန်ပါတော့တယ်တန်စကားတကားကိုလည်းဂျိန်းကနေဆိုပြီးတော့ပေးလိုက်ပြီကဲဘာခံစားရလဲပရိသတ်နေရာကမဟုတ်ဘဲနဲ့ fighter တွေရဲ့နေရာကနေပြီးတော့ဒီဗီဒီယိုလေးနဲ့ကျွန်တော်နဲ့အတူတူခဏလောက်လိုက်ပါပြီးတော့ခံစားကြည့်ရအောင်ဒီနေ့မှာတော့အဲ့ဒီ feeling လေးတွေအကြောင်းကို psychology ရှုထောင့်ဘက်ကနေပြီးတော့နည်းနည်းလေး sharing လုပ်ပေးပါမယ်ကျွန်တော်ရဲ့ knowledge ဆိုတာထက်2013ကထွက်ခဲ့တဲ့ The Sport Psychologist ဆိုတဲ့စာအုပ်ကအကြောင်းအရာတချို့ကိုမိညမ်းပြီးတော့ပြန်လည်မျှဝေပေးမှာပါဒေါက်တာပီတာဂျန်ဆင်နဲ့သူ့ရဲ့သင်တန်းသားတွေကရေးထုတ်မျှဝေခဲ့တာပါတခြားအကြောင်းအရာတွေလည်းပါပေမဲ့ကျွန်တော်က fighter တွေကျိုးဝိုင်းထဲမှာဖြစ်ပေါ်လာတဲ့ပြန်မြခံစားချက်နေရာလေးကိုပဲတင်ဆက်ပေးပါမယ်ဒီစာအုပ်က MMA အပေါ်ကိုစိတ်ပညာရှုထောင့်ကနေပြီးတော့သုံးသပ်ရေးသားခဲ့တဲ့ပထမအဆုံးစာအုပ်လေးဖြစ်တယ်သူတို့ကနာမည်ကြီး professional fighter 9ယောက်ကိုအင်တာဗျူးပြီးတော့ယုတ်တိပေတာဆန်တဲ့မေကွန်းတူတချို့ကိုမေးခဲ့ပါတယ်ဒါက theory တစ်ခုကိုမှန်ရဲ့လားဆိုပြီးတော့စမ်းသပ်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးထိုးသက်တိုက်ခိုက်မှုတွေမစခင် fighter တွေရဲ့ခေါင်းထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုထုတ်ဖော်ဖို့စ조사ခဲ့ကြတာပါသူတို့မေးမြန်းကြည့်ပြီးတော့အဖြေတွေကိုချိတ်ဆက်ကြည့်လိုက်တော့တူညီတဲ့ပတ်တန်တချို့ကိုတွားပြီးတော့တွေ့ရတယ်ဝမ်းနဲ့ရင်ငိုမယ်ပျော်ရင်ရဲမယ်ဆိုတဲ့လောကနိယာမှာခံစားချက်တွေလိုမျိုးပွဲထိုးရတော့မယ်ဆိုရင်ဖြစ်ပေါ်လာတတ်တဲ့ခံစားချက်မျိုးတွေပေါ့မတိကြမရေရာမှုနဲ့ကြောက်စိတ်ဘလောက်ပဲပြင်ဆင်လာအတွေ့အကြုံဘလောက်ပဲရှိပလိစေအောင်နိုင်မယ်ဆိုပြီးတော့ confidence level ဘလောက်ပဲ so high ဖြစ်နေပလိစေအောင်တော့ပွဲစားတော့မယ်ဆိုတာနဲ့နိုင်မမလားဆိုတဲ့တန်တရားစိတ်ကဖြတ်ခနဲ့ခေါင်းထဲကိုနှောက်ယှက်ပြီးတော့ဝင်လာတတ်ပါတယ်အဲ့ဒါကကြောက်စိတ်ပေါ့တတိရှိလို့စင်ပေါ်ကိုတက်ထိုးနေတဲ့ခေါင်းတွေကကြောက်တတ်ပါမလားဆိုပြီးတော့ထင်ရှားလိမ့်မယ်မေးကောင်းမေးနိုင်လိမ့်မယ်ကြောက်ပါတယ်အထိုးခံရမှာတွေးထွက်မှာကျိုးမှာကမ်းမှာဆိုတာတက်အရှုံးနဲ့ကြုံမသိနိုင်တဲ့ပြိုင်ဘက်စီကထွက်လာမဲ့ဖိအားတွေကိုရင်ခုန်တတ်ကြတယ်MMAဆိုတာဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတာအဲ့ဒါပါပဲခံမဲကတိတ်လွယ်ပြီးတော့တိကျသေးကြနေရင်ခုချိန်မှာကျွန်တော်ဘီလီယံနာဖြစ်နေလောက်ပါပြီအရင်ကကျန်းခဲ့ရမ်းခဲ့တဲ့မိုက်တန်ဆန်ကြီးတောင်မှခုချိန်ထိကြိုးဝိုင်းနဲ့ဝင်ရမယ်ဆိုရင်ကြောက်စိတ်ဝင်နေတုံးလို့ပြောပါတယ်ဒီမသေးကြမရေရာမှုကလာတဲ့ရှုံးမှာကိုကြောက်တဲ့စိတ်ပါ control တကယ်တမ်းပွဲမှာသူတို့ရဲ့ body ကို 100% control မလုပ်နိုင်ကြပါဘူးတဲ့ဒါကြောင့်လဲ combo တွေကိုစနစ်တကျတိုင်ပင်ကိုက်ထွက်အောင် training တွေမှာအချိန်ပေါင်းထောင်နဲ့တောင်းနဲ့သိမ့်နဲ့ချီပြီးတော့စူးစမ်းနေရတာပါ muscle memory လို့ခေါ်တဲ့အလိုလျောက်တုံ့ပြန်နိုင်တဲ့ထိရောက်တဲ့ထိုးသက်နည်းတွေကာကွယ်နည်းတွေကိုပွဲထဲမှာထွက်လာအောင်လုပ်ယူရပါတယ်ပွဲတွေ့ကြုံရင့်သွားတဲ့ fighter တွေအတွက်ကပြဿနာကြီးကြီးမားမားမဟုတ်ပေမဲ့ကစားသမားအသစ်အဖွဲ့အစည်းအသစ်မှာစပြီးတော့ကစားရတဲ့မျက်နှာသစ် fighter တွေဆိုရင်တတိထားရပါတယ်ကိုထင်ထားတာထက်အဲ့ဘိုင်းက control လုပ်ရတာပို့ပြီးတော့ခက်တတ်ပါတယ်တစ်ဖက်ပြိုင်ဘက်ရဲ့အရှိန်အဝါကိုထိန်းရတာထက်ခေါင်းထဲကထွက်လာတဲ့ဒီဖော်ပြဖို့ခက်ခဲတဲ့စိတ်လှုပ်ရှားမှုပေါင်းစုံကိုထိန်းချုပ်ရတာပို့ပြီးတော့ခက်ခဲတယ်လို့ဆိုပါတယ်သို့တော့ပွဲမစခင်ကဒီခံစားချက်တွေကို fighter တွေတော်တော်များများကလည်းသဘောကျတတ်ပြန်တယ်တပွဲပြီးတပွဲနှွှဲခဲ့ပြီးပေမဲ့လည်းဒီ feeling ကအချစ်ဦးစီကရတဲ့အနမ်းတပွင့်လိုပဲအမြဲတမ်းလက်ဆက်နေတတ်ပါတယ်ကျွန်တော်ပြောတာမဟုတ်ဘူး fighter တွေအများစုပြောတာပါအကြောက်တရားစိတ်လှုပ်ရှားမှု adrenaline လို့ခေါ်တဲ့ဘေးအန္တရာယ်နဲ့ကြုံတိုင်းအခါမှာခန္ဓာကိုယ်က auto ထွက်လာတဲ့ survival hormone မျိုးနဲ့နိုင်ကိုနိုင်ရမယ်ဆိုတဲ့စာလောင်မှုတွေဒါတွေကမဖြစ်မနေလိုအပ်တဲ့ energy ဆိုတာက fighter တိုင်းသိတယ်ဒါပေမဲ့အရန်များလာပြီးတော့ control မလုပ်နိုင်ရင် focus လုံးဝပျောက်သွားပါတယ် fighter တယောက်ကပြောပါတယ်ပွဲမစခင်ရင်ဘတ်ထဲမှာမှုန်တိုင်းတိုက်နေတယ်လို့ကိုပြောင်းဆန်နေအောင်ခုန်နေပါတယ်ဒါပေမဲ့ပွဲစဖို့ဘဲတီးလိုက်ပြီဆိုတာနဲ့အဲ့ဒီမှုန်တိုင်းကတန်းပြီးတော့ရက်သွားပါတယ်စာရေးဆရာကတော့ဒါကို cage reality ဆိုပြီးတော့နာမည်ပေးထားပါတယ်အချိန်တွေနှေးသွားမယ်ပဝင်းကျင်ကအတန်တွေကိုဝေဝါးတိုးလေးပဲကြားရတော့မယ်
ဘလောက်ပဲ speaker ကြီးနဲ့တချင်းတွေဖွင့်ထားပလေသေးအဲ့ဒီတန်တွေမကြားရဘူး commentator အော်နေတဲ့အတန်တွေကိုလည်းကြားရတော့မှာမဟုတ်ဘူးပရိသတ်လူအုပ်ကြီးကလည်းကို့အမြင်မှာပျောက်သွားမယ်ပုံမှန်အချိန်တွေမှာထက်ပဝန်းကျင်ကိုထားတဲ့ focus ဘိုင်းကအာရုံစူးစိုက်နေစွမ်းနေရောကြသွားမယ်ကိုယ့်ရဲ့ target ဒီကိုယ့်ရဲ့ပြိုင်ဘက်ဖြစ်သွားပြီအသက်ရှူတာရွေလျားတာအကွာဝေးထိန်ချုပ်တာတွေကစလို့စက္ကန့်တိုင်းအရေးပါလာပြီတစ်ချက်မှအမားပါလို့မရတဲ့အခိုက်အတန့်ကိုရောက်လာတယ်ပေါ့ဒါကြောင့်တချို့ fighter တွေဆိုရင်အသက်ရှူနေမှန်ဖို့တောင်မှပညာရှင် trainer တယောက်တစ်သက်ကိုခံထားပါတယ်တက်လုံးကလည်းပွဲတစ်ပွဲရဲ့အခရာပဲမဟုတ်လားခုနကထည့်ပြောခဲ့တဲ့ Adriana Lin အကြောင်းကိုပြန်ပြီးတော့သွားရအောင်ဒီ survival ဟော်မုန်းကတည်ရရှင်ရင်ကြုံလာတဲ့အခါမှာခန္ဓာကိုယ်က auto ထွက်လာပါတယ်ခွန်အားလည်းပိုရှိပြီးတော့ပိုပြီးတော့မြန်လာမယ် do or die ဆိုတဲ့အခြေအနေမျိုးမှာပါဥမာရန်ဖြစ်တဲ့အချိန်တို့ခွေးလိုက်ဆွဲတဲ့အချိန်တို့တခုခုကကိုကိုဒုက္ခလာပေးတဲ့အချိန်တွေမှာပေါ့အရေးပေါ်အခြေအနေမှာအစွမ်းကုန်တိုက်ခိုက်နိုင်အောင်ဒါမှမဟုတ်လွတ်အောင်ပြေးနိုင်အောင်တဘာဝကဖန်တီးပေးထားတဲ့ turbo booster ဟော်မုန်းတစ်ခုပါဒီအချိန်မှာနှလုံးခုန်နှုန်းတွေမြန်လာမယ်သွေးတွေကိုကြွသားတွေစီအမြန်ဆုံးပို့ပေးဖို့ပါအသက်ရှူမြန်လာမယ်အောက်ဆီဂျင်ပိုရအောင်လုပ်ပေးလိုက်မယ်မျက်စိတငယ်အိမ်ကျဲလာမယ်အမြင်အာရုံပို့ပြီးတော့ဆူရှလာပြီးတော့ရန်သူရဲ့လှုပ်ရှားမှုတိုင်းကိုပိုမြင်ရအောင်အုံနောက်ကအော်တိုစွမ်းဆောင်ပေးနေလိမ့်မယ်သွေးပို့နေတဲ့ချိန်ဆိုတော့ပို့ပြီးတော့ပိုတန်ပိုမြန်ပြီးတော့သွေးထွက်နေလဲနားနေလဲတိတ်ပြီးတော့မသိတာအောင်ဒါပေမဲ့အားနည်းချက်တွေရှိတယ်ခန္ဓာကိုယ်မှာရှိတဲ့စွမ်းအင်တွေကိုကုံအောင်တုံးပစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ချိန်ကျသွားတဲ့အချိန်မှာတော့အရန်ကိုပင်ပန်းနွမ်းနယ်သွားပြီးတော့လူကပျော့ခွေသွားတတ်ပါတယ်တကယ် fighter ကောင်းတွေကဘာ feeling မှမရှိတာမဟုတ်ဘဲနဲ့အခုလိုမျိုးဖြစ်ပေါ်လာတဲ့ခံစားချက်တွေဖိအားတွေကိုကောင်းကောင်းကို handle လုပ်နိုင်တာပါဒီလေးလာမှုမှာရလာတဲ့သင်ခန်းစာကတိုက်ခိုက်ရေးအားကစားကရုပ်ပိုင်းဆိုင်ရာဆိုတာထက်ဒီ mind game ပေါ့နော်အုံနောက်နဲ့ပြိုင်ဆိုင်ရတဲ့ပြိုင်ပွဲတစ်ခုပါပြိုင်ဘက်ပရိသတ်တခြားဘေးကအရာတွေကိုလိုက်ပြီးတော့ထိန်းချုပ်လို့မရနိုင်ဘူးကိုယ့်ရဲ့စိတ်ကိုကိုထိန်းချုပ်ပြီးတော့ chess ကစားသလိုအကွက်ကလေးတွေရွှေ့ပြီးတော့အချိန်ကိုက်သုံးရတာမျိုးပါမလွယ်ပါဘူးတကယ်ကိုမလွယ်တာပါစိတ်နဲ့ကိုယ်နဲ့တသားတည်းကြာရင်ကြာမကြာရင်တော့ knock down ကြာပြီးတော့စိတ်ရောကိုယ်ရောကြာသွားပါလိမ့်မယ်တခုခုတော့ကြာသွားပါလိမ့်မယ်စာအုပ်ထဲမှာပြောပြထားတာက MMA တင်မဟုတ်ဘူးတခြားတိုက်ခိုက်ရေးအားကစားနည်းတွေလည်းဒီလိုမျိုးတူညီတဲ့စိတ်ခံစားချက်တွေအသီးသီးရှိကြတယ်လို့တွေ့ရပါတယ် fighter တိုင်းကြုံရပင်မဲ့ fighter တိုင်းတော့မထိန်ချုပ်နိုင်တဲ့ခံစားချက်တွေပါဒီဗီဒီယိုကိုကြည့်နေတဲ့ fighter ညီကိုတွေတော့မဟုတ်ဒီ combat sport ကိုလေ့လာနေတဲ့ညီကိုတွေမှာလည်းဒီလိုမျိုးရင်ခုန်ဘူးတဲ့ခံစားချက်မျိုးလေးတွေရှိခဲ့တယ်ဆိုရင်မျှဝေပေးသွားပါအောင်အတွေ့အကြုံလေးတွေမျှဝေပေးသွားပါအောင်ကျွန်တော် comment တွေကိုတိတ်ပြီးတော့ဖတ်လို့မရှိပေမဲ့ဒီဗီဒီယိုက comment တွေကိုတော့ဖတ်မှာပါဒီရောတာပါ channel MSN ပါတတာ